ရွာမှာစပားဆိုင်စားရတာနေဘူးတော့အသားမဲတယ်နေစားကလည်းစကင်ကဲဖို့တော့မလောက်ဘူးဂျပန်သွားတာပဲပိုကောင်းမယ်ဂျပန်သွားမှာဆိုတော့ဂျပန်တင်တန်းသွားတက်လိုက်အောင်မယ်နိုင်ငံခြားသွားရင်စကားမတက်ရင်မကောင်းလေနဲ့အီအူအီအိုစခိခုခဲကိုဟဲကိုစရှိစုစည်းဆိုဂျပန်စာတင်းရတာလဲယူကျင်တယ်။အိုးဂျပန်မရောက်ပဲစိတ်တစဆေးရုံရောက်တော့မှာစဖုတ်ပဲထိုင်းရအမျိုးတွေစီပဲသွားတော့မယ်။ပွဲစားညီမလေးဖွာဖွာထိုင်းသွားကျင်လို့ညီမလေးတို့ပို့ပေးလား။ပို့ပေးတယ်အဖွာ။အခုတော့စက်တုံကားနဲ့ပဲလိုက်လို့ရအောင်မယ်အဖွာ။ထိုင်းရအမျိုးတွေစီမရောက်ခင်မตาဖြစ်ဖို့တော့နီးနေပြီ။ထိုင်းနိုင်ငံရေငါလာပြီလေ။တိုက်တယ်ကအမြင်ကြီးတွေလှလိုက်တာငါဒီနေရာမှာအလုပ်လုပ်ရမယ်ထင်တယ်။ အဖွားစအုပ်မရှိတော့မြို့ထဲမှာလှုပ်လို့မရဘူးစောက်လုပ်ရေးပဲလှုပ်ရမှာ စဖုတ်ပဲရွာမှာနေဖို့လို့စကင်ကဲဖို့မတက်နိုင်လို့ထိုင်းနိုင်ငံလာခဲ့တာအခုထမင်းတော်နှက်မမှန်တော့ဘူးစဖုတ်ပဲဟေးအဖွာစရွက်မရှိတဲ့သူတွေကိုရဲကဖမ်းနေတယ်အဖွာပြေးကြရအောင်ရဲတွေလာနေပြီငါတို့ပြေးမှဖြစ်မယ်စဖုတ်ပဲဟေးပလိတ်ဖမ်းမှာကြောက်ရတာတစ်မျိုးနှုတ်ခမ်းမွေးကိုကြောက်ရတာတစ်မျိုးရွာပြန်ပြီးစပားရိတ်စားတာပဲကောင်းတယ်ဟေး